ရေအောက်လူမျိုးတွေကပင်လယ်အနက်အောက်ရှိရေခဲတောင်တွေကိုအရေးပြောအောင်လုပ်နေခဲ့ကြတယ်။အဲ့ဒီထဲကရေခဲတောင်တစ်ခုဟာ6နာရီအတွင်းအပြည့်အဝအရေးပြောသွားခဲ့တဲ့တဘာဝအရဆိုရင်ဒါမျိုးကနှစ်ပေါင်းများစွာကြာနိုင်တဲ့လုပ်ငန်းစဉ်ပါ။ဒါဟာသူတို့မှာရေခဲကိုအလွန်လင်းမြန်စွာအရေးပြောစေနိုင်တဲ့နည်းပညာရှိနေကြောင်းပြသနေပါတယ်။ကမ္ဘာလုံးဆိုင်ရာရေခဲတောင်အားလုံးအပြည့်အဝအရေးပြောသွားမယ်ဆိုရင်ပင်လယ်ရေမျက်နှာပြင်ဟာမီတာ200လောက်မြင့်တက်သွားနိုင်ပါတယ်။လူသားဘက်မှကိုယ်စားလှယ်ဟာအရေးပေါ်ဝင်ရောက်ညှိနှိုင်းခဲ့ပေမဲ့ရေအောက်လူမျိုးတွေကတော့တည်ငြိမ်စွာတုံ့ပြန်ခဲ့ကြတယ်။သူတို့ပြောတာကသူတို့ဟာရေခဲတောင်တွေကိုမူလသဘာဝအခြေအနေသို့ပြန်လည်ထားရှိနေခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။ရေခဲအရေးပြောမှုဟာလူသားတွေသိရှိမိကလေးကစတင်ပြီးသားဖြစ်တယ်။ယခုအချိန်မှာသူတို့ကလူသားတွေစတင်ခဲ့တဲ့လုပ်ငန်းစဉ်ကိုဆက်လက်လုပ်ဆောင်နေခြင်းသာဖြစ်တယ်လို့ဆိုတယ်။ဒါပေမဲ့မေးရမယ့်မေးခွန်းတစ်ခုတော့ရှိနေပါတယ်။ဒီအရာကိုစတင်ခဲ့တာဘယ်သူလဲ။ထက်ကတော့မလျှော့ပေးခဲ့ဘူး။လူသားကိုယ်စားလှယ်ကထပ်မံညှိနှိုင်းကြိုးပမ်းခဲ့ပြီးလူသားတွေကိုပေးထားတဲ့အုပ်ချုပ်ခွင့်9နှစ်ဆိုတာအလွန်နည်းလွန်းတယ်လို့ဆိုခဲ့တယ်။ဒါပေမဲ့ရေအောက်လူမျိုးတွေက9နှစ်ပဲလူသားတွေရတဲ့နယ်လို့အခိုင်အမာပြောကြတယ်မဟုတ်ရင်ကမ္ဘာပေါ်ရှိရေအားလုံးကိုအပြည့်အဝလွှတ်ချမယ်လို့ချိန်ချောက်ခဲ့ကြတယ်။သူတို့အတွက်တော့ဒါဟာစစ်ပွဲတစ်ခုပင်မဟုတ်ဘူး။လူသားတွေဟာသူတို့အတွက်ဖုံမုံလို့သေးငယ်တယ်။ယခုရေလိုင်းကြီးတွေဟာဒီဖုံမုံကိုလုံးဝဆေးကြောဖျက်ဆီးသွားတော့မယ်။ကမ်းခြေဘက်မှာတော့Buckleyဟာစောက်ကိုတတိယနေခဲ့တယ်။ညတိုင်းကမ်းခြေကိုသွားပြီးသူမကိုတွေ့နိုင်မလားလို့မျှော်လင့်နေခဲ့တယ်။တနေ့မှာတော့စားဟာပင်လယ်ထဲကနေတကယ်ပဲထွက်ပေါ်လာခဲ့တယ်။သူမကသူ့အချိန်မကျန်တော့ဘူးလို့ပြောခဲ့တယ်။ Buckleyကတော့ရှေးဟောင်းကုတ်စနစ်တစ်ခုအကြောင်းမေးရမယ်လို့ပြောတယ်။စားကမနားနိုင်ဘူး။မနေနိုင်ဘူး။ကျေးဇူးပြု၍လို့ပြောခဲ့တယ်။ကမ္ဘာတဝန်းလုံးမှာရေအောက်လူမျိုးအလောင်းတွေကမ်းခြေကိုလှိုင်းနဲ့အတူတက်လာနေခဲ့တယ်။လန်ဒန်မြို့အလဲဗဟိုအထိပါထိုအလောင်းတွေတွေ့ရတယ်။အချက်တစ်ချက်တော့ရှင်းပါတယ်။ Homo erectus ဟာပျောက်ကွယ်လူနီးပါးဖြစ်နေပါတယ်။စုံစမ်းစစ်ဆေးရေးအဖွဲ့ကသူတို့ကိုလူသားနည်းပညာဖြင့်ဖန်တီးထားတဲ့ virus တစ်မျိုးကြောင့်သေဆုံးခဲ့ကြောင်းအတည်ပြုခဲ့တယ်။အဲ့ဒီယောဂဟာသူတို့မျိုးစိတ်ကိုပဲတိတိကျကျတိုက်ခိုက်နိုင်အောင်ဒီဇိုင်းလုပ်ထားတာဖြစ်တယ်။မကြာခင်မှာပဲရေအောက်လူမျိုးတွေဘက်မှအရေးပေါ်အချက်ပေးသတင်းစကားရောက်လာတယ်။ညှိနှိုင်းမှုအသစ်တရက်စတင်ခဲ့တယ်။ယခုတော့စားဟာသူတို့ရဲ့ကိုယ်စားလှယ်ဖြစ်နေတယ်။သူမကလူသားတွေဒီစစ်ပွဲမှာအနိုင်ရခဲ့တဲ့စစ်ပွဲပြီးဆုံးပြီးလူသားဖန်တီးထားတဲ့ virus ကကျမတို့ကိုဖျက်ဆီးလိုက်တယ်လို့ကြေညာခဲ့တယ်။ Buckley ကတော့သူမကိုတောင်းပန်ရင်သူ့မှာမသိခဲ့ဘူးလို့ပြောတယ်။သူ့အတွက်အရေးကြီးဆုံးကစားအသက်ရှင်ကျန်ခဲ့တာပဲဖြစ်တယ်။ Buckley ကကုတ်ရဲ့အဓိပ္ပာယ်ကိုမေးတယ်။စားကပြန်ရှင်းပြတယ်။အဲ့ဒီကုတ်ဟာမျိုးစိတ်နှစ်ခုပေါင်းစည်းဖို့နည်းလမ်းတစ်ခုဖြစ်တယ်။ပျော်ရွှင်မှုကိုအတူမျှဝေရန်ရည်ရွယ်ထားတာပါ။ဒါပေမဲ့အဲ့ဒီအခွင့်အရေးဟာယခုတော့ဆုံးရှုံးသွားပြီ။မင်းတို့ရွေးချယ်ခဲ့တဲ့လက်နက်ဟာလုံခြုံတယ်လို့ထင်ခဲ့တယ်။ virus ထဲမှာရေမပါဘူးလို့ထင်ခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီ virus ဟာရေမော်လီကျူးတွေကိုကပ်ပါလို့စီးနှင်းခဲ့တယ်။ကျမတို့ခန္ဓာကိုယ်ထဲမှာရောက်လာတဲ့အခါမင်းတို့လက်ရနဲ့ထိတွေ့ထားတဲ့ရေတစ်ဆက်ချင်းစီကိုဖတ်ရှုနိုင်ခဲ့တယ်။တနေ့တော့ရေဟာမင်းတို့ကိုရှာတွေ့မယ်။ဒီမြေကိုမင်းတို့ရဲ့အမှန်တကယ်နာမည်အမဲလိုက်မြေလို့ခေါ်မယ်ဆိုရင်ကျမတို့အဲ့ဒီမှာနေထိုင်မယ်။မင်းတို့ကျမတို့ကိုဘာလုပ်မလဲဆိုတာသိလျက်နဲ့မင်းတို့ကြိုက်တယ်လို့လုပ်မယ်ဘာလို့လဲဆိုတော့ကျမတို့မင်းတို့ကိုကြောက်နေတဲ့အတွက်ပါလို့ပြောခဲ့တယ်။ဒီလိုနဲ့စစ်ပွဲအဆုံးသတ်သွားခဲ့တယ်။သဘောတူညီချက်လက်မှတ်ရေးထိုးလိုက်တဲ့အချိန်မှာမျိုးစိတ်နှစ်ခုကြားရုပ်ပိုင်းဆိုင်ရာဆက်သွယ်ရေးလမ်းကြောင်းတွေပျက်စီးပြိုလဲသွားခဲ့တယ်။ဒါဟာဆက်ဆံရေးပြိုကွဲမှုကိုကိုစားပြုနေပါတယ်။ Buckley ကသူအမြဲတမ်းဆုံးရှုံးသွားပြီလို့ယုံကြည်နေချိန်မှာပဲဆရာဝန်စီကမမျှော်လင့်ထားတဲ့သတင်းတစ်ခုရရှိခဲ့တယ်။သူ့ခန္ဓာကိုယ်ဟာပြောင်းလဲနေပြီ။သူ့မှာရေအောက်လူမျိုးတွေရဲ့လက္ခဏာတစ်ခုဖြစ်တဲ့ gills တွေပေါက်လာနေပြီဖြစ်တယ်